တင်းရဲ့ X ကပေါ့နော်အခုချိန်မှာပေါ့နော်တင်းကိုဘာတွေပြောချင်နေလဲဆိုတဲ့စကားရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒီနေ့မှာ reading လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့တင်းရဲ့ X ကတင်းကိုအခုချိန်မှာဘာတွေပြောချင်နေလဲဆိုတာသိချင်ရင်ဒီဗီဒီယိုလေးကိုစောင့်လိုက်ပြီးတော့ကြည့်လိုက်ကြအောင်အားလုံးမင်္ဂလာပါကျွန်တော်နာမည်တောင်းရပါမင်းအကဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့တင်းရဲ့ X ကပေါ့နော်တင်းတို့ဘာတွေပြောချင်နေလဲဆိုတာကျွန်တော်အနေနဲ့သူ့ရဲ့ယင်တွေကစကားလေးတွေကိုတင်းတို့အတွက်ကျွန်တော်အနေနဲ့ရှာဖွေပြီးသွားမှာဖြစ်ပါတယ်အားလုံးပဲဒီအဟောလေးကငါတော့မှန်ကန်ပါသေးဆိုပြီးတော့အာယုံပြုပြီးတော့နားထောင်ကြအောင်ဒီမာနာခဲနော်မာနာခဲနော်တင်းတို့ရဲ့ X ကတော့မာနာခဲပဲအခုလက်ရှိပေါ့နော်အခုလက်ရှိမှာသူကနေပြီးတော့ပေါ့နော်သူကအခုလက်ရှိမှာပြင်မလားလွတ်လပ်မှုနဲ့ပေါ့နော်ဒီလိုအချိန်ကြီးကိုပေါ့နော်ခဏလောက်တော့သူလိုချင်နေတဲ့ပုံစံမျိုးကိုသွားပြီးတော့တွေ့ရတယ်ပေါ့နော်အဓိကတော့တင့်ကိုတော့အခုချိန်မှာတော့မချစ်လို့တော့မဟုတ်ဘူးသူ့ရင်ထဲမှာလည်းပေါ့နော်ဒီလိုမျိုးသူ့ရဲ့မာနတွေဒီလိုအလောက်ကိုင်းတွေသူ့ရဲ့ပဝင်းကျင်သူ့ရဲ့ပေါ့နော်ဒီလိုမျိုးဖီအားတွေကြောင့်မလို့သူ့အနေနဲ့လက်တလုံးမှာစိတ်တက်ကြပြီးတော့စကားမပြောခြင်းမဆက်သွယ်ခြင်းလောက်အောင်သူ့အနေနဲ့ပင်ပန်းနေရတဲ့အနေအထားကိုကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်ဒုတိယတစ်ခါကတော့ဘာလို့သွားတွေ့လဲထူးထူးခြားခြားပေါ့နော်သူကအခုချိန်မှာပေါ့နော်တင့်ကိုအရန်ကိုတောင်းပန်ညင်နေတဲ့ပုံစံမျိုးကိုကျွန်တော်အနေနဲ့သွားတွေ့တယ်ဘာလို့သွားတွေ့ရလဲဆိုတော့အဓိကပေါ့နော်သူကပေါ့နော်တင့်ကိုပေးထားတဲ့ဂရိတွေပေါ့နော်သိမလားသူနဲ့တင်နဲ့ပတ်သက်ရင်ပြီးတော့ငါဖြစ်မလားသေးဘူးဘယ်လိုပြောမလဲသူနဲ့အတူတူပေါ့နော်ဒီလိုမျိုးလုံဖို့ကြံရွယ်ထားတဲ့ကိစ္စလေးတွေဖြစ်မလားသေးရတော့ပေါ့နော်သူအနေနဲ့သူဂရိပေးထားတယ်သူမတီးနိုင်သေးတဲ့အတွက်ပေါ့နော်တောင်းပန်ပါတယ်ဆိုတဲ့စကားကိုတော့ပြောချင်တယ်ဒါပေမဲ့သူ့ရဲ့မာနတွေကြောင့်မလို့ပေါ့နော်သူအနေနဲ့အခုချိန်မှာပြောလို့မထွက်ဖဲနဲ့ပေါ့နော်သူ့အနေနဲ့ထိတ်ချန်ထားတယ်လို့ကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်တင်ရကျွန်တော်ပြောသလိုပဲမာနာခဲတယ်ဒီနောက်တစ်ချက်ကပေါ့နော်ဒါပေမဲ့စိတ်တော့မပူပါနဲ့ပေါ့နော်သူ့ရင်ထဲမှာသိရမလားတင့်ကိုပေါ့နော်လက်လွတ်ဖို့စိတ်ကူကတော့အခုချိန်မှာမရှိဘူးတင်နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့သတိရနေတာမျိုးတွေတင်နဲ့အတူတူရှိခဲ့ဘူးလေအမတ်တရတွေကိုပြန်ပြီးတော့သတိရလွှမ်းဆွနေတာမျိုးတွေရှိပါတယ်တဲ့အချိန်တန်ရင်တော့တင့်စီကိုအရင်လိုပဲသိရမလားစကားတွေပြန်ပြောပြပြီးတော့တိတ်တိတ်လေးနဲ့ပဲပြန်ပြီးတော့ရောက်လာမဲ့သဘောတရားတွေကိုတွေ့ပါတယ်သူ့ဘက်ကလည်းတင့်စီကိုပြန်ပြီးတော့လာခြင်းတဲ့ပုံစံမျိုးကိုရှိပါတယ်အခုလောလောဆယ်မှန်တိုင်းပြောတဲ့ဒီ reading ကတော့ပေါ့နော်အခုလောလောဆယ် break up ဖြစ်ထားတဲ့သူတွေနဲ့ပို့ပြီးတော့ energy ကိုင်မယ်ထင်ပါတယ်ဗျာအဲ့တော့ဒီ reading လေးကပေါ့နော်ကိုယ့်အတွက်ပို့ပြီးတော့ energy ကိုက်ရအောင်အခုဒီ video လေးကိုလည်းပေါ့နော် like comment share လေးတွေလည်းလုပ်ပေးတော့ကြအောင်ပြီးတော့ပေါ့နော်ဒီ video လေးကကိုယ့်အတွက်ဖြစ်အောင်လို့ပေါ့နော်ဆရာနဲ့ပို့ပြီးတော့ energy ပို့ပြီးတော့ကိုက်အောင်လို့ဒီ video လေးမှာကျွန်တော်တို့ထူးထူးဆန်းဆန်းလေးမှန်းကြအောင်တစ်လေးလုံးပေါ့နော်1111ဆိုတဲ့ angel number လေးတွေကိုမှတ်ပေးသွားကြပါအောင်ပြီးရင်အဲ့ angel number လေးတွေရပေါ့နော်ကျွန်တော်အနေနဲ့ lucky လေးနဲ့ပေါ့နော်ကျွန်တော်ရဲ့မေတ္တာဓာတ်နဲ့လည်းပေါင်းဆက်ပြီးတော့ energy တွေပို့ပြီးတော့ကိုက်ကြပါစေဆက်သွယ်ပြည့်နေသူပြန်လည်ရောက်ရှိကြပါစေလို့မေတ္တာ